အားလုံးပဲမင်္ဂလာပါခုကတော့မရောက်တာကြာပြီဖြစ်တဲ့လိဆန်ဥယျာဉ်ကိုတည်သွားမှာပဲဖြစ်ပါတယ်လူတော့နည်းနည်းတော့များတယ်ပိတ်ရသွားတာဆိုတော့ဒါကတော့ကျွန်တော်တို့ရဲ့အဖွဲ့လေးပါလိမ့်ဆန်ရုံထဲမှာဈေးလာရောက်ကြတဲ့အဖွဲ့ဟီစားတာနေစရာနေရာတော့တခြားလိုက်ရှာလူများတော့လေနေရာရမလို့ဒီလိုမျိုးချင်းနေတို့စားကြတွေတို့ထည့်လာမယ်ဆိုရင်နေရာရမှာအဆင်ပြေတယ်နေရာမြောက်ဆိုရင်အဲ့ဒါကြီးကသွားတဲ့တောက်လျှောက်တဲဝါမှာကြောက်အဆင်မပြေဘူးဘိုက်စာနေကြလို့ရေဆုံးစားလိုက်ပါဦးမယ်ပြီးမှပဲလေစားရှိရတယ်တော့ရှိရဆက်သွားပါမယ်ဘိုက်စာနေရရင်နေလျှောက်သွားနေရရင်အဆင်မပြေဘူးလေတေလာရီရောမြင်နေတယ်အများကြီးစားပြီးရင်တော့စပိန်သွားစီလိုက်ပါအောင်မယ်အစားတော့ဤပိုက်လေးစီမလို့ပဲဒါပေမဲ့ဤပိုက်လေးကစီးမှမေးစောင်းရမယ်ဆိုလို့ဆိုရင်သွားစီလိုက်ဒါပေမဲ့မထူးပါဘူးပြီးတော့လေဤပိုက်ပြန်စီရတာပဲစပိန်ကနိုင်ဝက်ကို2000အဲ့လိုနောက်မှထိုင်ကိုပါတာလို့နောက်စပိန်တော့တစ်မျိုးရှိနှစ်ယောက်စီလို့ရအောင်ဆိုရင်3000တင်တယ်တိတ်မမျိုးဒါပေမဲ့စပိန်ညာတယောက်စီပြီးညာစုတ်တာအများကြီးပရိတစ်ဖက်မပါတာနဲ့ချိန်ချရတာနဲ့ဤပိုက်ကကြာတော့နိုင်ဝက်ကို9000ပြီးတော့သူကလူကိုယ်တိုင်စောင့်ရင်ပုံမြန်တယ်လူကိုယ်တိုင်မစောင့်ပဲနဲ့ဒီခဏနေမှပြန်လာတော့ဘာလို့ဆိုရင်လာရဲ့လူတွေကပဲတစည်းချင်းရအောင်နောက်မှလာရဲ့လူကတက်ဆောင်အောင်ဘာမှမထူအဲ့တော့စီးချင်းတော့လူကိုယ်တိုင်ဆောင်စီးစပိန်တက်ဆိုင်ဤဘိုက်နဲ့သွားတာကပို့ပြီးတော့ပြုတ်ဖို့ကောင်းဒါပေမဲ့လေဤဘိုက်ကကွာဘယ်လိုပြောရမလဲမြန်တော့လीလိမ့်ဆန်ရုံဥယျာဉ်မမဲလာခဲ့ခဏလေးနဲ့တပတ်ရလို့ပြွားကွာလို့သွားပြီးသားနေရာတွေပဲပြန်သွားနေရလို့ကြာတော့လို့ရှိုးတာကွာအဲ့ဒါကြီးပဲပတ်မောင်းဒီလမ်းကြီးပဲ15ခေါက်အခု20ခေါက်သုံးရတော့ဒီပဲပတ်မောင်းနေရပြင်းလာလဲလို့ကိုရကြလို့ဘယ်လိုပြောမလဲအဲ့ဤဘိုက်ပဲစီးနေတော့ကွာနည်းနည်းပြေးဖို့ကွာသွားလေအဲ့ဤဘိုက်နဲ့ခဏရက်လိုက်ဟိုကြည့်လိုက်တင်ကြည့်လိုက်လို့လူကြတော့ပို့ပြီးတော့အဆင်ပြေပြင်းနေဤရေဆိုတာကဤဘိုက်စီရတာကပြေးဖို့မကောင်းပြောဖို့အောင်မြင်ရတဲ့အမြင်ဝင်နေတော့တက်လဲလေဒီလိုင်းပဲဖြစ်နေရဒီလိုင်းပဲဖြစ်နေရလို့သွားပြီးသားရေဖြစ်နေတော့လို့ပြင်းနေဤရေလို့နည်းနည်းလေးထင်လာတော့ကွာဒါပေမဲ့စီရတော့လုံးဝပြေးဖို့မကောင်းလုံးဝပြေးဖို့ကောင်းဤဘိုက်ကတိရစ္ဆာန်ဥယျာဉ်ထဲမှာစီးရတယ်ပြင်မှာစီးရတယ်မတူဒီမှာကျတော့ပိုပြီးပြောကောင်းတယ်ကွာကိုပါလာကိုပဲဒီဝိုင်းထဲမှာစီးနေရဆိုတော့လေကိုတွားခြင်းတယ်လို့ကိုမောင်းခြင်းတယ်လို့တကူမောင်းဝင်ရတယ်ကွာခုနကဘာကောင်းလဲရှိလဲကောင်းနေတော့ကြည့်ဤဘိုက်စီးပြီးရင်တော့သိန်းစရာရှိရသိန်းယူစရာရှိရယူပြီးတခါတည်းရှောက်လဲပြီးတော့ပြန်มาတော့မယ်အခုကတော့ရှောက်လဲပြီးတော့လိုက်ကြည့်မယ်အစီအစဉ်ပဲဖြစ်ပါတယ်ဒါပေမဲ့လည်းအကုန်တော့မရိုက်ထားပါဘူးတမင်လေးတွေကိုအစာကျွေးတာပဲရိုက်ထားပါတယ်ထူးထူးဆန်းအကောင်တွေတော့မရှိပါဘူးပုံမှန်တွေ့နေကြမြင်နေကြအကောင်တွေပဲဒီကလေးဆိုင်အောင်ပါလေဒါပေမဲ့ထူးဆန်းတဲ့
ကောင်းလေးတော့ရှိတယ်ထူးဆန်းတာမဟုတ်ချစ်စရာလေးပန်နာနီလေးတွေပြင်မှမြင်ရဝှချိုကောင်းလေကွာသူတို့ရဲ့ပုံစံလေးတွေကအခုလိုလမ်းလျှောက်ပြီးလဲကြည့်တော့ခံစားမှုကတော့တစ်မျိုးရပါမယ်ခြေထောက်ညောင်းနေပြင်မဲနေဘလိုပဲဖြစ်ဖြစ်လမ်းလျှောက်ပြီးပဲသွားစပိန်နဲ့ပဲသွားဤပိုက်ပဲစီဘုံလုံးအပြောဖို့ကောင်းစိတ်ပန်းပြေမှုရတယ်ကွာခုကတော့ပြန်နေပါပြီအားလုံးပဲတက်တာပါကြည့်ရှုပေးတဲ့လူတွေအားလုံးကျေးဇူးများတင်ရှိပါတယ်